အားလုံးပဲမင်္ဂလာပါအခွင့်အမိန့်ရနေထိုင်သူအကြောင်းလေးကိုဥပဒေဘုဒ္ဓတာအနေနဲ့ဆွေးနွေးပေးသွားမှာပဲဖြစ်ပါတယ်အခွင့်အမိန့်ပေးတာကိုစာနဲ့ရေးသားဖို့အတွက်လိုအပ်ပါတယ်ဆိုပြီးတော့ဥပဒေမှာပြဋ္ဌာန်းထားတာမရှိပါဘူးအခွင့်အမိန့်ပေးတာကိုပြန်လည်ရုပ်သိမ်းမယ်ဆိုရင်လည်းစာနဲ့ရေးသားရုပ်သိမ်းဖို့အတွက်လိုပါတယ်ဆိုပြီးတော့ပြဋ္ဌာန်းထားတာမရှိတဲ့အတွက်ကြောင့်မလို့အကြောင်းကြားစာ notice ပေးဖို့အတွက်မလိုပါဘူးဒါပေမဲ့နှုတ်နဲ့ခွင့်ပြုချက်ပေးတာနှုတ်နဲ့ခွင့်ပြုချက်ကိုရုပ်သိမ်းတာတွေကအငင်းပွားဖွယ်ရာတွေပေါ်ပေါက်လာနိုင်တဲ့အတွက်ကြောင့်မလို့နှုတ်တရားစာတစ်လုံးဆိုတဲ့စကားလိုပဲစာချုပ်စာတမ်းနဲ့နေထိုင်ခွင့်ပြုတာခွင့်ပြုချက်ကိုအကြောင်းကြားစာ notice ပေးဖို့ပြီးတော့ရုပ်သိမ်းတာတွေကအငင်းပွားမှုကိုနည်းပါးစေမှာပဲဖြစ်ပါတယ်ခွင့်ပြုချက်ပေးတဲ့သူကခွင့်ပြုချက်ပေးရဆဲဆဲမှာခွင့်ပြုတဲ့မရွှေမပြောင်းနိုင်တဲ့ပစ္စည်းမှာလက်ရှိဖြစ်ကြောင်းထင်ရှားဖို့အတွက်လိုအပ်ပါတယ်။တရားလိုကတရားပြိုင်ကိုအခွင့်အမိန့်ပေးရဆဲဆဲမှာဒီအချင်းဖြစ်ဥပစာကိုအမှန်တကယ်လက်ရှိဖြစ်တာဖြစ်ရပါမယ်။တရားလိုကတရားပြိုင်ကိုဒီဥပစာမှာအခမဲ့နေထိုင်ခွင့်ပေးတာဖြစ်ရပါမယ်။တရားလိုကအခွင့်အမိန့်ကိုပြန်လည်ရုပ်သိမ်းပေမဲ့လည်းတရားပြိုင်ကဒီအချင်းဖြစ်ဥပစာကနေဖယ်ရှားမပေးတာဖြစ်ရပါမယ်။တချို့ဒေသတွေမှာအခမဲ့ခွင့်ပြုတာကိုမြစ်တာကြီးနဲ့နေထိုင်ခွင့်ပြုတယ်ဆိုပြီးတော့သုံးနှုန်းတတ်ပါတယ်မြစ်တာကြီးဆိုတာကတော့စေတနာတန်တန်နဲ့နေထိုင်ခွင့်ပြုတယ်ဆိုပြီးတော့သုံးနှုန်းတာမျိုးတွေတွေ့ရပါတယ်ဒီမှုမျိုးမှာတရားလိုကတရားပြိုင်ကိုဒီချင်းပြဥပစာမှာအခမဲ့နေထိုင်ခွင့်ပေးတာဟုတ်မဟုတ်တရားပြိုင်ကတရားလိုရဲ့ခွင့်ပြုချက်နဲ့နေထိုင်တာဟုတ်မဟုတ်ဆိုတာကအခြေခံကျတဲ့ဥပဒေသဘောတရားပဲဖြစ်ပါတယ်တရားလိုအနေနဲ့အခွင့်အမိန့်ပေးထားတယ်ဆိုတဲ့အကြောင်းခွင့်ပြုချက်ကိုရုပ်သိမ်းပြီးပါပြီဆိုတဲ့အကြောင်းကိုသက်သေပြဖို့အတွက်လိုအပ်ပါတယ်။ပြိုင်အနေနဲ့ကလည်းအချင်းဖြစ်ဥပစာကပိုင်ရင်ဆိုင်ခွင့်ရနေထိုင်တာဖြစ်တယ်ဆိုတဲ့အကြောင်းရဲ့အမွေဆက်ခံခွင့်ရနေထိုင်ပါတယ်ဆိုတဲ့အကြောင်းဒါမျိုးတွေကိုသက်သေပြဖို့အတွက်လိုအပ်ပါတယ်။ဒီနေရာမှာတရားလိုကဥပစာရဲ့ပိုင်ရှင်ဖြစ်ဖို့အတွက်မလိုပါဘူး။အခွင့်အမိန့်နဲ့နေထိုင်ခွင့်ပေးတယ်ဆိုတဲ့အကြောင်းကိုခိုင်မာအောင်သက်သေထူရပါမယ်။ခွင့်ပြုချက်ကိုရုပ်သိမ်းတဲ့နေရာမှာနှုတ်နဲ့လည်းရုပ်သိမ်းနိုင်ပါတယ်။တရားပြိုင်ကတရားလိုရဲ့ခွင့်ပြုချက်အရဒီအချင်းဖြစ်ဥပစာမှာနေထိုင်နေဆိုတာမှန်မှန်တရားလိုကခွင့်ပြုချက်ကိုရုပ်သိမ်းပြီးဖြစ်တယ်ဆိုတာမှန်မှန်ခွင့်ပြုချက်ကိုရုပ်သိမ်းပြီးဖြစ်ပေမဲ့လည်းတရားပြိုင်ကဒီအချင်းဖြစ်ဥပစာမှာဖယ်ရှားပေးခြင်းပြုမပြုဆိုတာမှန်မှန်ဆိုတဲ့အကြောင်းတွေပဲဖြစ်ပါတယ်။ငှားရမ်းနေထိုင်တဲ့သူကငှားရမ်းကပေးဖို့အတွက်ပြက်ကွက်ရုံများနဲ့ကျူးကျော်သူဖြစ်လာမှာမဟုတ်ပါဘူးအခွင့်အမိန့်ရနေထိုင်သူလည်းဖြစ်မလာပါဘူးဒါပေမဲ့ဒီနေရာမှာအတီလင်းသဘောတူညီချက်နဲ့အခမဲ့နေထိုင်ခွင့်ပြုမယ်ဆိုရင်တော့အခမဲ့နေထိုင်သူအဖြစ်ကနေပြီးတော့နှင်ထုတ်ခွင့်ရှိပါတယ်အခမဲ့ခွင့်ပြုချက်နဲ့ထားသူကနှင်လုံမှုကိုလက်ရောက်ရလုံမှုဖြင့်ပြောင်းလဲဆွဲဆိုခွင့်ရှိပါတယ်လူတဦးကပစ္စည်းကိုပိုင်ရှင်ရဲ့အခွင့်အမိန့်နဲ့လက်ရှိဖြစ်တယ်မဖြစ်တယ်ဆိုတဲ့ဆုံးဖြတ်ချက်ကအကြောင်းချင်းရနဲ့ဆက်လင်းတဲ့ဆုံးဖြတ်ချက်ပဲဖြစ်ပါတယ်အကြောင်းလေးကိုဥပဒေဘုဒ္ဓအနေနဲ့ဆွေးနွေးပေးသွားတာပဲဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်